ကဲကျွန်တော်တို့ဒီကြောင်းရကိုတမ်းပြီးစစ်တင်လေးလာကြည့်လိုက်ရအောင်ဒီနေ့တင်ပြချက်မှာတော့လေလူသားတွေအတွက်တကယ်ကိုတန်းဖို့အရှိဆုံးဖြစ်တဲ့အချိန်ဆိုတဲ့သဘောတရားကိုအဓိကထားပြီးဆွေးနွေးသွားမှာပါကျွန်တော်တို့အများစုကအချိန်တွေအကန့်အသတ်မရှိဘူးလို့ထင်တတ်ကြတယ်မလားအဲ့ဒီလိုနဲ့ပဲကိုယ့်ရဲ့အဖိုးတန်တဲ့အချိန်တွေကိုတတိမထားမိပဲဖြုံးတိပစ်တတ်ကြတယ်တကယ်တော့လေအချိန်ဆိုတာကျွန်တော်တို့ကိုသင်ခန်းစာတွေအများကြီးပေးနေတယ်မမြင်ရတဲ့ဆရာတို့စုပါပဲဒါကိုစိတ်ဝင်စားစရာကောင်းတဲ့ဇလန်လေးတစ်ပုဒ်နဲ့အတူအသေးစိတ်လေးလာကြည့်ကြရအောင်ကျွန်တော်တို့နေ့စဉ်ပြောလေးရှိတဲ့စကားတွေရှိတယ်လေမနေ့ဖြန်မှာစလုပ်မယ်နောက်မှလုပ်မယ်နောက်ထပ်ဗီဒီယိုလေးတစ်ခုလောက်ပဲကြည့်လိုက်အောင်မယ်ခဏလေးပဲနားလိုက်အောင်မယ်စတဲ့ဖြစ်ပေါ့ဟုတ်တယ်မလားဒီလိုနဲ့ပဲရက်တွေအပတ်တွေလတွေကတကယ်ကိုကိုယ်တိုင်တောင်တတိမထားမိလိုက်ပဲကုံဆုံးသွားတတ်ပါတယ်အချိန်ကထွက်ခွာသွားချိန်မှာဘာတမ်းမှမထွက်ဘူးရမာတော့ကုံဆုံးတော့မယ်ဆိုပြီးတတိလည်းမပေးပါဘူးသူကအာယုံစိုက်ခံရဖို့လည်းမတောင်းဆိုပါဘူးကျွန်တော်တို့အစင်သင်းဖြစ်နေသည်ဖြစ်စေမဖြစ်သေးသည်ဖြစ်စေသူကတော့ရှေ့ကိုဆက်ပြီးသွားနေတယ်ပါပဲစဉ်းစားကြည့်ပါဦးဒီဘက်ခေတ်မှာလူတွေဟာပိတ်ဆင်ကိုအရန်ကိုကာကွယ်ကြတယ်ဖုန်းကို password တွေခတ်ပြီးလုံခြုံအောင်ထားကြတယ်ဂုဏ်သိက္ခာကိုစောင့်ရှောက်ကြတယ်ဒါပေမဲ့တကယ်အရေးကြီးဆုံးဖြစ်တဲ့အချင်းကိုတော့ကာကွယ်ဖို့မေ့နေတတ်ကြပါတယ်ပြန်ပြန်အားဖြင့်လူတွေယောက်ဟာတစ်နေ့ကိုဖုန်းပို့ဖို့ချီပဲ3နာရီကျော်အချင်းဖြုံးနေလေဆိုတာတကယ်ကိုအံ့တော်ဆရာပါပဲအစုံမရှိဖုန်းပို့နေတာတွေလွယ်လွယ်ကူကူရနိုင်တဲ့တက်တောင်တတာရှိမှုတွေနဲ့တီဝင်နေတဲ့ notification တွေဟာကျွန်တော်တို့ရဲ့အခြေအနေကိုအလွယ်တကူခိုးယူသွားတဲ့ခက်တဲ့ထောင်းချောက်တွေဖြစ်နေပါတယ်တကယ်တော့အချင်းဆိုတာအရာအလုံးကိုထိန်းချုပ်ထားတာပါအောင်မြင်မှုကျမ်းမာရေးအိမ်မက်တွေနဲ့အနာကအားလုံးဟာချင်းပေါ်မှာပဲလုံလုံးလဲလဲမူတည်နေတာပါအပိုင်တဲ့ Steve Red ဇလန်ပြင်းရီချင်းနဲ့တိုက်ပွဲဝင်ချင်းဒီနေရာမှာတကယ်ကိုစိတ်ဝင်စားစရာကောင်းတာကကိုပေးလေးရှိတဲ့စင်ချေတွေနဲ့လက်တွေ့အခြေအနေရဲ့ကွာဟာချက်ပါပဲ Steve ဟာတိတ်ဆိတ်အေဂျင့်နဲ့ယွာလေးတီရွာကညံကောင်းတဲ့ကောင်းလေးတစ်ယောက်ပါသူကတင်ငန်းစာတွေကိုအလွယ်တကူနားလည်သဘောပေါက်နိုင်ပြီးအောင်မင်သူတစ်ယောက်ဖြစ်လာဖို့အိမ်မက်မှတ်ခဲ့ပါတယ်ဒါပေမဲ့ Steve မှာအရန်ကိုအစွမ်းတက်တဲ့ရန်သူတစ်ခုရှိနေရဲ့အဲ့ဒါကတော့ပြင်းထန်ခြင်းပါပဲစာအုပ်တွေသူ့ကိုစောင့်နေတဲ့ချင်းမှာတော့ဖုန်းကိုပူအာရုံစိုက်တတ်တယ်စီကန်းရှိဖို့ stay ရောက်မဲ့အစတက်တောင်တတရှိမှုကိုရွေးချယ်ပြီးစင်ချီတွေနဲ့ထွက်ပေါက်ရှာခဲ့တယ်မနေ့ဖြန်မှာစမယ်9မိနစ်လောက်ပဲအချင်းတွေအများကြီးရှိပါတယ်ဆိုရဖေတဲ့မှုတွေနဲ့နောက်ွယ်မှာတော့လက်တွေ့ချင်းတွေကတဖြည်းဖြည်းဆိုးရွားလာခဲ့ပါတယ်သူ့ရဲ့မတ်တွေကျဆင်းလာတယ်သူရဲ့ချင်းတွေကရှေ့ကိုရောက်သွားကြပြီးနောက်ဆုံးမှာတော့သူ့ရဲ့ကိုယုံကြည်မှုတွေအားလုံးပျောက်ဆုံးသွားခဲ့ရတယ်သူ့အခြေအနေကိုကြည့်ပြီးမိဘတွေကအယမ်းစိုးရင်ခဲ့ကြတယ်တညမှာတော့သူ့ရဲ့ဖခင်ကအလွန်ထိရောက်တဲ့ဥပမာတစ်ခုသုံးပြီးတတိပေးခဲ့ပါတယ်အချိန်ဆိုတာမြစ်သက်ဆင်းလို့ပဲရက်တန့်ထားလို့မရဘူးရှေ့ကိုမခူးဘူးဆိုရင်ရေစီးနဲ့အတူမျောပါသွားလိမ့်မယ်တဲ့မန်းလိုက်တာဗျာသူ့ရဲ့မိခင်ကလည်းကိုယုံကြည်တာကောင်းပေမဲ့လက်တွေ့လွတ်ဆောင်မှုမရှိရင်ဘယ်ကူမှရောက်မှာမဟုတ်ဘူးလို့ထပ်ပြီးတတိပေးခဲ့ပါတယ်ဒါဟာကျွန်တော်တို့အားလုံးတပါတကယ်ကိုလေးနက်တဲ့သတ္တနာတစ်ခုပါပဲဒါပေမဲ့ခက်တာက Steve ဟာဒီတတိပေးချက်တွေနဲ့ဆရာရဲ့အချမ်းပေးချက်တွေကိုလိလူရှုခဲ့ပြန်တယ်သူငယ်ချင်းတွေကအနာဂတ်စီစဉ်နေခြင်းကျွမ်းကျင်မှုအတိတ်တင်ယူနေခြင်းမှာသူကတော့ပြင်းရချင်းရဲ့စကားကိုနားယုံပြီးငငယ်ပါသေးတယ်အချင်းတွေရပါသေးတယ်လို့မာယွန်းစွာယုံကြည်နေခဲ့တာပါတကယ်တော့လေလူငယ်ဘဝဆိုတာအကန့်အသတ်မရှိပေးထားတာမဟုတ်ပါဘူးတတိပထားပေးလိုက်ခြင်းမှာပဲတစ်စိတ်စွာနဲ့တက်တန်းကွန်ဆုံးသွားတတ်တဲ့ဆိုတာကိုသူလုံးဝနားမလည်ခဲ့ပါဘူးအဖိုင်းနဲ့အဘိုးအိုဤတင်ခန်းစာဖယင်းကြီးဤဗန္ဒာတိုက်ပုံပြင်ကနေမှာတော့သူတို့ရော်ကိုညံပညာကြီးမားတဲ့ခရီးသွားအဘိုးတယောက်ရောက်လာခဲ့ပါတယ်စတစ်ကအဘိုးကိုရှိသွားပြီးသူ့ဘဝကြီးရက်တက်နေတဲ့အကြောင်းအရာရာကိုအချင်းဆွေးနေမိတဲ့အကြောင်းဝန်ခံခဲ့ပါတယ်အဲ့ဒီအခါမှာအဘိုးကပြဿနာဟာညံမကောင်းလို့မဟုတ်ပဲအချင်းပေါ်လေးစားမှုမရှိလို့ဆိုတာကိုထောက်ပြခဲ့ပြီးပုံပြင်တပုတ်ပြောပြခဲ့ပါတယ်ပုံပြင်ထဲမှာဘရင်ကြီးဟာဘဝပြည့်နေတဲ့သူ့ရဲ့တငယ်ချင်းဟောင်းကိုအခွင့်ရေးတစ်ချိန်ပေးခဲ့ပါတယ်အဲ့ဒါကတော့နေမဝင်ခင်ဗန္နာတိုက်ထဲကရွှေတွေကိုနိုင်တဲ့လောက်ယူခွင့်ပြုလိုက်တာပါဒါပေမဲ့အဲ့တငယ်ချင်းကအချင်းနဲ့အများကြီးကြံတွေ့တယ်ဆိုပြီးမနေ့ပိုင်းမှာအေးအေးဆေးဆေးအရင်စားတော့တယ်နေလေရတော့10မိနစ်လောက်နားမယ်ဆိုပြီးအိတ်လိုက်တာအကြာကြီးအိတ်ပြောသွားတယ်နိုးလာတော့နေဆောင်နေပြီးမို့ပြေးသွားပြီမဲ့ပင်မလာလို့တစ်ပင်အောင်မှထန်နာလိုက်ပြန်နောက်ဆုံးမျိုးလုံးဖွင့်ကြည့်လိုက်ချိန်မှာတော့နေဝင်သွားပြီဖြစ်လို့ဗနာတိုက်တန်ကားကြီးအပီးတိုင်ပိတ်သွားပါတော့တယ်အခွင့်ရေးဆိုတာကံကြမ္မာအကြောင်းပျောက်ကွယ်သွားတာမဟုတ်ပဲအချိန်ဆွဲနေခြင်းကြောင့်သာပျောက်ကွယ်သွားရတာဖြစ်ပါတယ်ဒီပုံငယ်လေးပြီးသွားတဲ့အခါမှာတော့ Steve ဟာအလွန်လေးလံတဲ့တေးစင်မွန်ကြီးကိုခန်းစားလိုက်ရပါတယ်အကယ်၍သာသူဟာအလုပ်တွေကိုဆက်ပြီးအချိန်ဆွဲနေမယ်အခွင့်အရေးတွေကိုလစ်လျူရှုနေမယ်ဆိုရင်ဟိုလူလိုပဲဘာမှမရှိတဲ့အနာဂတ်ကိုရင်ဆိုင်ရတော့မယ်ဆိုတာကိုရုတ်တရက်သဘောပေါက်သွားခဲ့ပါတယ်ဒါဆိုရင်ဒီလိုမျိုးလွန်ငင်းခွင့်မရှိတဲ့ကံကြမ္မာကိုဘလို့ရှောင်လွှဲကြမလဲ Steve ကမြဲကြီးဝယ်ပြီးအဲ့ဒီလိုအနာဂတ်မျိုးကိုမလိုချင်ဘူးလို့ဝန်ခံလိုက်တဲ့အခါမှာတော့အဘိုးအိုကယူရှင်းပေးမဲ့အလွန်အစွမ်းထက်တဲ့အကြံဉာဏ်တစ်ခုကိုပေးခဲ့ပါတယ်ဒါဆိုရင်မနှက်ပြမှာမဟုတ်ဘူး
ဒီနေ့ပဲပြောင်းလဲလိုက်ပါတယ်ဒီစကားလေးဟာ Steve ရဲ့ဘွားကိုအလက်ပြောင်းဖြစ်စေခဲ့တဲ့အဓိကတော့ချက်ပဲဖြစ်ပါတယ်ဟုတ်ပါတယ်အချင်းကိုပြောင်းလဲဖို့ဆိုတာမနှက်ဖြန်ကိုစောင့်နေလို့မရပါဘူးဒီနေ့အခုချင်းကပဲအမှန်တကယ်လှုပ်ဆောင်ဖို့လိုအပ်ပါတယ် အပိုင်း3ယနေ့လှုပ်ဆောင်ခြင်းဤစွမ်းအားလက်တွေ့ဘဝကိုပြောင်းလဲခြင်း ခေါင်းစဉ်လေးအတိုင်းပဲလက်တွေ့ဘဝကိုဘယ်လိုပြောင်းလဲမလဲကြည့်ရအောင် Steve ရဲ့ပြောင်းလဲမှုတွေဟာချက်ချင်းကြီးဖြစ်သွားတာတော့မဟုတ်ပါဘူးအဖိုးအိုရဲ့သင်ခန်းစာကိုနားလည်သွားပြီးနောက်မှာသူကပထမအဆင့်အနေနဲ့ခန္ဓာကိုယ်ကပင်ပန်းနေရင်တောင်မှမနဲ့စောစောထုတ်ဖို့ကြိုးစားခဲ့တယ်ဒုတိယအဆင့်အနေနဲ့အလုပ်တွေကိုတစ်ခါလို့ရင်တစ်ခုကိုပဲအတေးအဖွဲလေးအနေနဲ့စပြီးလှုပ်ဆောင်ခဲ့တယ်တတိယအဆင့်မှာတော့အာယုံလွှင့်စေတဲ့အရာတွေကို short ချပြီးသူဆွဲထားတဲ့အချင်းစီအတိုင်းတိတိကျကျလှုပ်ဆောင်ခဲ့ပါတယ်ဒီလိုလက်တွေ့ကျတဲ့လှုပ်ဆောင်ချက်တွေကသူ့ကိုတဖြည်းဖြည်းစီကန်းရှိလာစေပြီးယုံကြည်မှုတွေပြန်လည်ရရှိကရလက်ကောင်းတွေထွက်ပေါ်လာစေခဲ့ပါတယ်အချိုးနေ့တွေမှာ Steve အတွက်အလုံးခက်ခဲခဲ့ပါတယ်အချိုးနေ့တွေမှာကြာရှုံးထဲတာတွေလည်းရှိရတယ်ဒါပေမဲ့သူဟာရှေ့ကိုဆက်သွားဖို့ဘယ်တော့မှရမဖြစ်ခဲ့ပါဘူးအောင်မြင်ဖို့ဆိုတာအထက်မြတ်ဆုံးသူတွေပဲရတာမဟုတ်ပါဘူးဗျာအမြဲတစေဇွေရှိရှိနဲ့စက်တိုက်လှုပ်ဆောင်နိုင်သူတွေကသာရရှိတာပါSteve ရဲ့ဇွဲလုံးလာဟာတဖြည်းဖြည်းနဲ့သူ့ရဲ့စိတ်ဓာတ်ကိုခိုင်မာစေပြီးနောက်ဆုံးမှာစီကံပြေးဝမှုဟာသူ့ရဲ့ဘဝပုံစံတစ်ခုဖြစ်လာခဲ့ပါတယ်အပိုင်းလေးဗမီညောင်းသောဆရာကိုလေးစားခြင်းအချိန်ကြီးအစကြော်ဝလာနေရမှာအခုဆိုရင်ကျွန်တော်တို့လဲလာမှုရဲ့နောက်ဆုံးပိုင်းကိုရောက်လာပါပြီအစာပိုင်းမှာပြောခဲ့တဲ့သဘောတရားတွေကိုပြန်စုစည်းပြီးကြည့်မယ်ဆိုရင်အချိန်ဆိုတာကျွန်တော်တို့ကိုသင်ခန်းစာပေးနေတဲ့မမေ့ရတဲ့ဆရာစုဖြစ်တယ်ဆိုတာတွေ့ရပါလိမ့်မယ်အချိန်ရဲ့စီမင်းတွေကလုံးဝကိုတိကျရှင်းလင်းပါတယ်သူအစီကရှိသူတွေကိုထိုက်တန်တဲ့ဆူလာပ်တွေပေးပြီးအချင်းဆွဲနေသူတွေကိုလည်းခွင့်ရည်တွေဆုံးရှုံးဆွေးခြင်းနဲ့ပြင်ပထိုင်တဲ့အပြင်ပြတာပါတယ်အရေးကြီးဆုံးကတော့ဖြုံးတိလိုက်တဲ့စက္ကန့်တိုင်းဟာဘယ်တော့မှပြန်မရနိုင်တော့မယ်ပေါ်ရတဲ့အစေပိုင်းတွေဖြစ်တယ်ဆိုတာပါပဲလူတွေအတူတပေါင်းကိုလိန်လွှဲရမယ်ကိုလည်းရှင်ချေပေးပြီးလိန်လွှဲရမယ်ဒါပေမဲ့အချင်းကိုတော့ဘယ်တော့မှလိန်လို့မရပါဘူးဒါရမေအရေးအကြီးဆုံးချက်ကတော့အရာအလုံးပြည့်စုံမှပြည့်စုံတဲ့ချင်းရောက်မှလုပ်မယ်ဆိုပြီးမစောင့်နေဖို့ပါပဲအချင်းတွေရှောက်ထွေးနေပါစေစလုပ်လိုက်ပါစိတ်ထဲမှာကြောက်ရွံ့နေတောင်မှစတင်လုံးဆောင်လိုက်ပါအဓိကကတော့အခုချက်ချင်းစတင်ဖို့ပါပဲမနက်ဖြန်ဆိုတော့တီချာကြီးရတဲ့ရမဟုတ်တဲ့ကွလက်ရှိပိုင်းဆိုင်ထားတဲ့အချိန်တို့အကောင်းဆုံးအသုံးချပြီးလှုပ်ရှားဖို့အလွန်ကိုအရေးကြီးပါတယ်အခုကျွန်တော်တို့ဆွေးနွေးခဲ့တဲ့အကြောင်းအရာတွေကိုကြည့်ပြီးရင်တော့အချိန်ရဲ့တန်ဖိုးကိုပိုပြီးနှစ်ရှိုင်းနားလည်လာလိမ့်မယ်လို့ယုံကြည်ပါတယ်ညီကုန်းချုပ်အနေနဲ့လေးနဲ့တဲ့မေကုန်းတစ်ခုကိုခြံထားရခြင်းပါတယ်အဲ့ဒါကတော့ယနေ့အသုံးပြုလိုက်တဲ့နာရီတွေကမနက်ဖြန်တော့ဘလို့အဆုံးဖြတ်ပြီးပေးသွားမလဲဆိုတာပါပဲအချိန်ကိုလေးစားမှုရှိမယ်ဆိုရင်အချိန်ကလည်းပြန်လေလေးစားပါလိမ့်မယ်အားလုံးပဲအချိန်ကိုတန်ဖိုးရှိရှိအသုံးပြုနိုင်ကြပါစေ